တစ်ချိန်တုန်းကမြို့တစ်မြို့မှာကုံသေးကြီးတအုပ်ရှိတယ်ထိုကုံသေးကြီးမှာခွေးတစ်ကောင်နဲ့မြင်းတစ်ကောင်ရှိတယ်ခွေးကလေးရဲ့တာဝန်ကတော့အိမ်တစ်လုံးကိုနှညမပြတ်ကာကွယ်စောင့်ရှောက်ရတဲ့အလုပ်ဖြစ်ပြီးတော့မိကလေးရဲ့တာဝန်ကတော့ကုံသေးကြီးရဲ့လေးလံနဲ့ပစ္စည်းတွေကိုမြစ်တစ်ချောက်ထမ်းပိုးတည်ဆောင်ပေးရတဲ့အလုပ်ဖြစ်တယ်ဒီလိုနဲ့တညမှာကုံသေးကြီးနှစ်ချိုက်အိပ်ပျော်နေတော့တခိုးတစ်ယောက်ဟာကုံသေးကြီးရဲ့အိမ်နာကိုချဉ်ကပ်လာခဲ့တယ်ထိုအခါခွေးဟာသူ့ရဲ့တာဝန်အရာအိမ်ကိုကျူးကျော်လာတဲ့ဒဇိမ်းတွေကိုဟောင်းရမယ့်အစားသူဟာအပြင်းကြီးစွာနဲ့ပဲနှစ်ချိုက်အိပ်ပျော်နေခဲ့တယ်ထိုချိန်မှာမိကလေးကတော့နိုးနေခဲ့တာကြောင့်အိမ်နာကပ်လာခဲ့တာကိုတခိုးကပ်လာတာလို့ကုံသေးကြီးအားအသိပေးလိုတာကြောင့်အော်ဟစ်ခုန်ပေါက်နေလိုက်တယ်ထိုအခါတခိုးလဲမြင်းရဲ့အော်တန်ကြောင့်လန့်ဖြန့်ပြီးထွက်ပြေးသွားတယ်ထိုအခါမှကုံသေးကြီးဟာနိုးထလာခဲ့ပြီးတခိုးဝင်လာတာကိုမသိပဲမောင်းထုတ်ပေးခဲ့တဲ့မိကလေးကိုအိမ်မှာစုပူအောင်လုပ်တယ်လို့ဆိုကာစုပူကန်ကြောက်ပြီးအိမ်ပေါ်ပြန်တက်အိတ်နေလိုက်တယ်မိကလေးရဲ့ဖြူစင်တဲ့စိတ်ထားကြောင့်တခိုးရံကနေအိမ်ကလေးဟာလုံခြုံသွားခဲ့ပြီမဲ့မိကလေးဟာသူ့အလုပ်မဟုတ်တဲ့တခြားသူရဲ့အလုပ်ကိုကူညီပေးခဲ့ပြီမဲ့စိတ်သဘောထားမပြေဝပဲကျေးဇူးမသိတတ်တဲ့ကုံသေးကြီးကြောင့်မိကလေးဟာကျေးဇူးမသိတတ်တဲ့သူတွေရဲ့အလုပ်ကိုနောက်ဘယ်တော့မှဝင်မကူညီတော့ဘူးလို့ဆုံးဖြတ်လိုက်လေတော့တယ်ကျေးဇူးတရားမသိတတ်တဲ့သူတွေနဲ့တွေ့တဲ့အခါကြော်သွားလိုက်ပါကိုယ်အလုပ်သာကိုလုပ်ပါအပင်မခံပါနဲ့တုံးအားပြီးလွယ်တယ်လို့အထင်ခံရတတ်တယ်